BOA United Sports နဲ့ NNA ရုပ်တံလိုင်းကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ညနေမှာတော့ပရိသတ်တွေစိုးရိမ်တကြီးစောင့်ကြည့်နေကြတဲ့ထိုင်းလက်ဝှေ့အကျော်မော်ရော့ထန်နဲ့ One Championship အဖွဲ့အစည်းတို့ကြားကတင်းမာမှုတွေပြေလည်သွားနိုင်မဲ့သတင်းကောင်းတစ်ခုကိုအကျယ်တဝင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လက်တလောထွက်ပေါ်လာတဲ့သတင်းအချက်အလက်တွေအရရော့ထန်ဟာသူ့ရဲ့နေအိမ်မှာသတင်းထောက်တွေကိုဖိတ်ကြားပြီးပြုလုပ်ခဲ့တဲ့ရှင်းလင်းပွဲမှာအဖွဲ့အစည်းရဲ့အမှုဆောင်ရာရှိချုပ်ဖြစ်သူဦးချထရီအပေါ်မှာအရင်လိုပဲချစ်ခင်လေးစားမှုအပြည့်အဝရှိနေစေဖြစ်ကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။ရော့ထန်ကကျွန်တော်ဦးချထရီနဲ့ဘာပြဿနာမှမရှိပါဘူး။သူဟာကျွန်တော်ဘဝကိုအခုလိုအောင်မြင်တဲ့အဆင့်အထိရောက်အောင်မြေတောင်မြောက်ပေးခဲ့တဲ့သူပါလို့ရိုးသားစွာဖွင့်ဟခဲ့ပါတယ်။ဒါအပြင်ဆိုရှယ်မီဒီယာပေါ်ကနေအပြန်လန်တုံ့ပြန်နေတာမီအိုးထက်လူချင်းတိုက်ရိုက်တွေ့ဆုံပြီးပွင့်ပွင့်လင်းလင်းဆွေးနွေးဖို့အတွက်လည်းဖိတ်ခေါ်ထားတာကြောင့်ပရိသတ်တွေစိတ်အေးသွားကြရပါတယ်။ဒီလိုရော့ထန်ဘက်ကလေတံပြောပြောင်းလာပြီးနောက်မှာတော့ One Championship အဖွဲ့အစည်းဘက်ကလည်းချက်ချင်းဆိုသလိုတုံ့ပြန်ခဲ့ပါတယ်။ဒီနေ့တနင်္ဂနွေနေ့မှာပဲရော့ထန်နဲ့အတူကျင်မောင်းနှုံကလပ်ရဲ့တာဝန်ရှိသူတွေကိုပါဖိတ်ခေါ်ပြီးတရားဝင်တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ဖို့စီစဉ်ထားပါတယ်။ဒီတွေ့ဆုံပွဲဟာအဓိကအားဖြင့်တော့အရင်ကဖြစ်ပွားခဲ့တဲ့တရားစွဲဆိုမှုတွေကိုရပ်တန့်ဖို့နဲ့နှစ်ဦးနှစ်ဖက်နားလည်မှုလွဲတာတွေကိုညှိနှိုင်းဖို့အတွက်အရေးကြီးဆုံးခြေလှမ်းတစ်ခုဖြစ်လာမှာပါအဖွဲ့အစည်းဘက်ကလည်းရော့ထန်ဟာပြီးခဲ့တဲ့၄နှစ်အတွင်းမှာထိုင်းဘတ်ငွေတန်းခု90ကျော်အထိရရှိထားတဲ့အမြင့်ဆုံးအခကြေးငွေရကစားသမားတဦးဖြစ်ကြောင်းထုတ်ဖော်ပြောကြားထားပြီးသူ့ရဲ့တန်ဖိုးကိုအတိအမှတ်ပြုထားတာတွေ့ရပါတယ်။ဒါအပြင်အားလုံးစိတ်ဝင်စားနေကြတဲ့လာမယ့် AB လ29ရက်နေ့ဂျပန်နိုင်ငံမှာကျင်းပမဲ့တာဂဲယူနဲ့ပွဲစဉ်ကိုလည်းပြည့်ပြည့်သွားခြင်းမရှိဘဲဆက်လက်ရှင်ပြိုင်သွားဖို့နှစ်ဦးနှစ်ဖက်စလုံးကဆန္ဒရှိနေကြတာကိုတွေ့ရပါတယ်။ဒီသတင်းကြောင့်ရော့ထန်ရဲ့ပရိသတ်တွေဟာဥပဒေကြောင်းအရရင်ဆိုင်ရမှုတွေပြေလည်သွားပြီးသူတို့ချစ်တဲ့တမ်မနီလူသားကိုကြိုးဝိုင်းထဲမှာအားပါတရပြန်လည်မြင်တွေ့ရဖို့မျှော်လင့်ချက်တွေအားကောင်းလာခဲ့ပါတယ်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အားကစားသတင်းတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ရုပ်သံလိုင်းကို like နဲ့ subscribe လုပ်ထားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။